မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ NMBK product မြောင်မြန်မာနိုင်ငံအတွင်းတဝူးတဲ့ကိုယ်စားလှယ်ဖြစ်တင်းတင်းဖြန့်ကြီးရောင်းချပေးနေတဲ့တောင်ချုံကုမ္ပဏီကနေပြီးတော့မှကား brake နဲ့ brake စီနဲ့ပတ်သက်တဲ့ဘူးတရားဖွဲ့အကြောင်းအများတင်ပြဆွေးနွေးတော့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့နဲ့ဒီနေ့မှာတော့တောင်ချုံကုမ္ပဏီရဲ့ technical consultant တူဖြစ်တဲ့ဆရာဦးအောင်ကျော်လင်းကနေပြီးတော့မှအဓိကဆွေးနွေးဖြေကြားပြီးတော့ဖြစ်ပါတယ်ခင်ဗျာဆရာဦးအောင်ကျော်လင်းရဆိုရင်မော်တော်ယာဉ်ပြပြင်ထင်းထင်းချင်းနဲ့နေပြည်တော်နဲ့ပေးချင်းများကိုနှစ်ပေါင်း20ကျော်တိုင်အောင်ပြုလုပ်ပေးလဲရှိပြီးတော့မှလက်ရှိချိန်မှာလည်း EV technical နဲ့ပတ်သက်တဲ့တင်ပြများကိုပို့ချပေးလဲရှိပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာဟုတ်အဲ့ဒါဆရာဟိုပါတော့ပထမဆုံးမေးခွန်းလေးကတော့ဒီကားတစ်စီးမှာ brake ရဲ့အရေးပါမှုတွေကိုပေါ့နော်ဆရာအဲ့ဒါလေးချက်တော့လေးရှင်းပြပေးလို့ရမလားဆရာကားမှာကတော့ဒီ performance ပေါ့ performance ကိုပြောတဲ့အခါကျရင်သူက3ခုနဲ့ပြောတယ် stop go down ပေါ့ကားတစ်စီးက stop ဟိုလိုအပ်တဲ့အချိန်မှာဖြတ်တန်းနိုင်ရမယ်နောက်တစ်ခါ go ပေါ့မောင်းနေမှုရှေ့သွားမယ်လို့နောက်သွားမယ်လို့မောင်းလို့ရမှာပေါ့နောက်တစ်ခါ turn နေပေါ့လိုအပ်တဲ့အချိန်မှာဘယ်ကွေတာလို့ကြားကွေတာလို့ဟိုကွေနိုင်ရအဲ့ထဲမှာအရေးကြီးအဲ့သုံးခုလုံးကတော့အရေးကြီးတာပေါ့လေဒီထဲကမှတစ်ဆင့် stop ကတော့တော့ဗာလဲဆိုရင် brake ဘိုင်းအဲ့ဒီဘိုင်းကဒါလူတွေအတွက်ပေးရတဲ့ပြင်ဖို့နောက်လမ်းအသုံးပြုတဲ့သူတွေအတွက်ပေးရတဲ့ပြင်ဖို့အဲ့ဒီအတွက်ကဒါ stop ကအရေးကြီးတာပေါ့ဟုတ်ကဲ့ပါဆရာဟုတ်ဟိုပါနော်ဆရာဒုတိယမေးခွန်းလေးကကျတော့ဒီ brake စီအမျိုးအစားတွေနဲ့ကြိုးကျေးဇူးလေးတွေရောတခြားတော့ရှင်းပြပေးလို့ရမလားဆရာ brake စီပေါ့နော် brake စီကတော့ brake မှာ brake ကဒါပြောရရင်တော့ဒီအားကိုလွှဲပြောင်းတဲ့ medium ပေါ့ဆိုလိုတာကဥမာလူကနေပြီး brake ချိန်တွေကိုနင်းလိုက်တယ်နင်းလိုက်တဲ့အခါကျတော့လူကနေနင်းလိုက်တဲ့အားပေါ့အဲ့ဒီအားကိုအစင်းစစ်တို့နောက်ဆုံးဒီဘာလဲဆို brake shoe brake pad အထိဟိုရအောင်တည်သွားပေးဖို့ကဂျားကန်ဖြစ်သုံးတာကတော့ဗာလဲဆိုရင် brake စီကိုသုံးတာအဲ့တော့အဲ့ဒီ brake စီကဒီဒါကတော့ဟိုကားတွေပေါ့နော်ဟုတ်ကဲ့ passenger ကားတွေပေါ့အဲ commercial ကားတွေမှာကတော့တို့ကဒီဂျားကန်ကလေကိုသုံးတာပေါ့လေအဲ့တော့ passenger ကားနဲ့ဒီ light truck ပေါ့ light truck ဆိုတာတို့ကဥမာ diner တို့အခုဆိုရင်ဒီမှာ Ganda တို့အဲ့လိုမျိုးကားတွေအတွက်ကဒါ brake စီကဒါဂျားကန်တွေအရေးကြီးတယ်ရေးကြီးတဲ့ခါကျတော့ brake စီတွေမှာပြောရမယ်ဆိုရင်တို့ကအမျိုးအစားပေါင်းအများကြီးရှိလိမ့်မှာပေါ့လေဟိုဒီ brake စီမျိုးစားပေါင်းများစွာဆိုတာဒီထုတ်လုပ်တဲ့သူတွေရဲ့ဒီ brake စီပေါင်းများစွာရှိမယ်အဲ့ဒီထဲမှာ brake စီရဲ့အခြေခံကြတဲ့အချက်တွေရှိတယ်အဲ့ဒါကဘာလဲဆိုရင်တို့က brake စီတွေကဟို brake စီမှာတို့ကဒီအခြေခံအဖြစ်ပြောရင်ပေါ့အခုအများသုံးပေါ့လေbrake စီကရေနံကနေထုတ်ထားတဲ့ပစ္စည်းတော့မဟုတ်ဘူးဥပမာရေနံကထုတ်တဲ့ပစ္စည်းဆိုတာတို့ကဒီပင်ညဝိုင်းတို့ဂီယာဝိုင်းတို့အဲ့ဒါတွေကဒါရေနံကထုတ်တာbrake စီကတော့ရေနံကထုတ်ထားတဲ့ပစ္စည်းမဟုတ်ဘူးအဲ့တော့ brake စီကိုအသုံးများဆုံးပေါ့အသုံးများဆုံးအနေနဲ့ပြောရင်အခြေခံထားတာ base ကတော့နှစ်မျိုးရှိတယ်ဆီလီကွန်ကိုအခြေခံတဲ့ဒီဘာလဲဆိုရင် brake စီနဲ့ဒီဟောပေါ့ဂလိုင်ကောပေါ့အဲ့တော့ဂလိုင်ကောကိုအခြေခံတဲ့ brake စီဆိုပြီးတော့ brake စီကအခြေခံအဖြစ်နှစ်မျိုးရှိတယ်အဲ့တော့ brake စီတွေကိုတို့ကဒီ standard တွေလောက်တဲ့အခါကျရင်ဒီ standard တွေကလည်းအများကြီးပေါ့နော်ဒီမှာ US standard ရှိတယ် SAE standard ရှိတယ် ISO standard ရှိတယ်ဒါပေမဲ့အများသုံးတာကတော့ US standard အဲ့ကိုအများသုံးတာပေါ့လေအဲ့ကတော့တို့က dot number တွေနဲ့သွားတာအဲ့တော့တို့က brake စီရဲ့အခြေခံမှာ base မှာနှစ်မျိုးရှိတယ် silicone base နဲ့ဒီဟောပေါ့glycol base ပေါ့နော်အဲ့တော့ glycol base နဲ့ဒီ silicone base မှာဆိုရင်ဒီ silicone base ကိုတိတ်ပြီးတော့သုံးတာနည်းတယ်အရင်တော့သုံးခဲ့တာပေါ့နော်အဲ့တော့ brake စီမှာဒီ silicone base ကဘာလဲဆိုရင်တို့ဘယ်လိုပြောရမလဲဆိုတော့ silicone base ကသူကဟိုပါပေါ့အရင်တော့ကားဟောင်းတွေမှာသုံးတယ်နောက်အခုနောက်ပိုင်းမှာလည်းပြိုင်ကားတွေမှာသုံးတယ်ဒီကောင်ကဘာဖြစ်လဲဆိုရင်ဒီကောင်ရဲ့ boiling point ညစ်တယ်ဟုတ် boiling point ညစ်တယ်နောက်တစ်ချက်ကသူကရေကိုသူ absorption လောက်မထားဘူးပေါ့ရေကိုစုပ်ယူထားခြင်းမရှိဘူးပေါ့
ရေကိုဆုပ်ယူထားခြင်းမရှိဘူးနောက်တစ်ခုကသူကဘာလဲဆိုရင် pressure မြင့်တယ် pressure မြင့်တယ်ရေကိုမဆုပ်ထားဘူးနောက်တစ်ခုကboiling point မြင့်တယ်ပေါ့ဟုတ်ကဲ့ဆရာဒါပေမဲ့သူ့မှာအားနည်းတဲ့အချက်တွေကဘာလဲဆိုရင်သူကလေခိုသွားတယ်ပေါ့သူကဘာလဲဆိုရင် brake စီလိုက်မှာလေခိုသွားတယ်လေခိုသွားပြီဆိုရင်ဒီကောင်ကအဲ့လေကိုခြူထုတ်ဖို့ခက်တယ်နံပါတ်နောက်တစ်ချက်ကတော့သူကဘာလဲဆိုရင်သူကဒီ silicon base ကိုနောက်တစ်ချက်အားသာချက်ကဘာလဲဆိုတော့ဒီမှာ brake စီတွေမှာဆေးသားကိုစားတာပေါ့နော် brake စီတွေအောင်မှာကားပေါ်မှာဖိတ်ဆင်သွားရင်ဆေးသားကိုစားသွားတာရှိတယ်အဲ့တော့ဒီ silicon base ကတော့သူကဆေးသားကိုမစားဘူးဒါပေမဲ့သူ့ရဲ့အားနည်းချက်တွေထဲမှာကဘာဖြစ်လဲဆိုရင်သူကဒီ silicon base ကိုသုံးရင်သူကဒီပစ္စည်းစိတ်ပိုင်းတွေပေါ့ဥပမာအပေါ်ဆုံးဆိုရင်လည်းအကြီးထားတယ်နောက်တစ်ခုကတော့ brake ချင်နေကိုနင်းလိုက်တယ်ပေါ့လူက brake ချင်နေနင်းလိုက်ရင်နင်းလိုက်တဲ့ stroke ဆိုတာလေလူကမှထိုင်ကောင်မှထိုင်ပြီးတော့နင်းလဲဆိုရင်လူရဲ့နင်းနိုင်တဲ့ဒီခြေထောက်ရွေးရှားမှုကအတိုင်းတာ limit နဲ့ရှိတာဟုတ်ကဲ့ဆရာအဲ့တော့ silicon base race ကိုတော့ရင်သူကအဲ့လို brake ကိုနင်းရတဲ့ stroke ကရှည်တဲ့ခါကျတော့ကားပေါ်မှာဆင်ဖို့ကနည်းနည်းလေးအခက်အခဲဖြစ်တယ်ဆိုတော့နောက်ပိုင်းမှာကျတော့အဲ့ဒီ silicon base brake ကိုတိတ်ပြီးတော့မသုံးမဲနဲ့ဒီ glycol base ကိုသုံးတာများတယ်ဟုတ်ကဲ့ဆရာအဲ့တော့ glycol base ကဘာဖြစ်လဲဆိုရင်တို့ကဒီမှာဆိုရင် glycol base ကသူက hygroscopic ဖြစ်တယ် hygroscopic ဆိုတာတို့က moisture ပေါ့အပြင်မှာရှိတဲ့ moisture ကိုသူကလွယ်ကူနဲ့ဒါကိုစုပ်ယူနိုင်တယ်ဆိုလိုတာတို့ကဥမာကွာတို့ကဥမာရောသွားတာပေါ့နော် moisture နဲ့ brake စီနဲ့ရောသွားတယ်ဆိုလိုချင်တာဒါဆိုရင် moisture ကိုရေကိုတီးတဲ့ brake စီကိုတီးတဲ့ပြန်ခွဲထုတ်လို့မရဘူးပေါ့ဒါတော့ဥမာထားပါတော့တမယာရေဖြော်လိုက်တယ်ရေထဲကိုတမယာကအဆက်ကျသွားပြီးရောလိုက်ပြီဆိုရင်သူကအဲ့ဒါကိုရေကိုတတ်တမယာရေကိုတမယာဒီရေကိုတတ်ပြန်ခွဲလို့မရတဲ့ပုံစံပေါ့အဲ့တော့သူကတော့ hygroscopic ဖြစ်တယ်နောက်တစ်ခုအားနည်းချက်ကဘာလဲဆိုရင်ဆေးသားကိုစားတယ်ဆေးသားကိုလည်းဟိုမှာကားပေါ်ကိုဖိတ်ဆင်သွားတယ်ဆိုရင်ဆေးသားကိုစားတယ်အဲ့ဒါကသူ့ရဲ့အားနည်းချက်ပေါ့လေနောက်တစ်ခုက boiling point နေboiling point ကဒီ silicon base တဲ့ဆိုင် boiling point ကနေနေတော့ဘူတာကိုသိပ်ပြီးတော့မခံနိုင်ဘူးဒါပေမဲ့သူ့ရဲ့အားသာချက်တွေရှိတယ်သူကဘာလဲဆိုရင်ဒီဘာလဲဆိုရင် pressure ဖြစ်မှုကောင်းတော့သူကအဲ့ဒီကောင်ကိုသုံးရင်ဒီဥမာ brake မှာအပေါ်ဆုံးတို့ဘာတော့အစအပေါ်ဆုံးတွေကအကြီးတွေသုံးကြမလို့ site ကသေးသေးလေးနဲ့သုံးလို့ရတယ်နောက်တစ်ခုကဒီထက်မှာတော့ brake စိတ်ပိုင်းတွေဆိုတာကဒီ brake မှာစီးတွေရှိတယ် brake စီးတွေရှိတယ်နောက်တစ်ခါ brake စီအဖုံးရှိတယ်အဲ့ဒီအဖုံးမှာအပေါက်ကလေးလေးပါတယ်သေးသေးလေးပါတယ်ဟုတ်ကဲ့အဲ့တော့ brake စိတ်ပိုင်းတွေလုံးနေတဲ့အခါမှာအဲ့ဒီနေရာတွေကနေပြီးတော့သူကလေခိုးလာတတ်တယ်လေတွေကခိုးပါဝင်လာတယ်အဲ့ဒီလေပါဝင်လာရင်အဲ့ဒီလေကိုခြူထုတ်တဲ့အခါမှာဒီကောင်ကပို့ပြီးတော့လွယ်ကူတယ်အကယ်၍ဥမာ silicon base ဆိုရင်သူလေပါသွားရင်လေကိုခြူထုတ်ဖို့အရန်ခက်ခဲသွားတယ်ဆိုတော့နောက်ပိုင်းမှာကျတော့ဒီဟာကို silicon base ကိုဒီကားမှာတိတ်သုံးတာမရှိတော့ဘဲနဲ့ဒီ glycol base ကိုသုံးတယ်ဟုတ်ကဲ့ပါဆရာဟုတ်နောက်မိကုန်းတစ်ခုကတော့ဆရာကားတွေမှာ brake စီကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာပေါ့နော်ဘယ်လိုအခြေအနေဒီမှာရော brake စီကိုလဲရမလဲအမြဲတမ်းလဲဖို့လိုအပ်လားဆိုတာလေးပါဆရာ brake စီကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတော့ brake စီကတော့ဒီလိုလေဒီ maintenance parts တွေထဲမှာပါဝင်တဲ့စေပန်းဖြစ်တယ်ဟုတ်ကဲ့ဆိုတော့ဥမာကွာ engine wine တို့ဘာလို့ရှိတယ် engine wine ရှိတယ်ထားပါတော့ gear wine ရှိတယ် engine wine နဲ့ gear wine ဆိုတာ engine wine ဆိုတာကတော့သူ့ရဲ့ဒီအချိန်ကာလမှာလဲရတယ် gear wine ဆိုတာကတော့သူ့ကို check လုပ်လိုက်တယ်ပေါ့မကောင်းဆိုရင်လဲတယ်ပေါ့ကောင်းရင်ရှေ့ဆက်သုံးတယ်ဒါပေမဲ့ brake စီကသူက engine wine လိုပဲ maintenance မှာသူက must ပေါ့ချိန်ရဘယ်လောက်ချိန်ရလဲဆိုတော့သူကဒီဥမာ Toyota ရဲ့ဒီ manual ပေါ့နော်
ဟုတ်ကဲ့ဆရာ manual မှာကြာရင်သူကီလို4000မှာလဲဖို့ brace ကိုလဲဖို့ဒါကိုညွှန်ထားတယ်ဆိုတော့ကီလို4000မှာဘာဖြစ်လို့ညွှန်တယ်လဲဆိုတော့သူက brace ကဘေးစောစောပြောတဲ့ဒီ hygroscopic ဖြစ်တယ် hygroscopic ဆိုတော့ဘေးကပွားချအောင်သူကအလွယ်တကူနဲ့ဒီထဲကိုစုပ်ယူနိုင်တယ်အဲ့တော့ဒီအလွယ်တကူနဲ့စုပ်ယူရင်သူကအပြင်ကိုပြန်ပြီးတော့အထွက်တော့ရောနေမှာသူ့ကိုခွဲထုတ်လို့လည်းမရတော့ဘူးတို့ကဟိုမှာစီနဲ့ရေနဲ့ရောနေတယ်ဆိုရင်ဟိုမှာအောက်ကနေအပူပေးလိုက်ရင်ရေတွေကနောက်ဆုံးအငွေ့ပြန်ပြီးအပြင်ကိုထွက်သွားတယ်အဲဒါပေမဲ့ brace ကြတော့အဲ့လိုမျိုးလှုပ်လို့သူကအပြင်ကိုပြန်ပြီးတော့မထွက်သွားဘူးမထွက်သွားတဲ့ခါကျတော့ဒီကောင်ကမွိုင်းချဖြစ်လာမယ်အဲ့တော့မွိုင်းချဖြစ်လာရင်ဘာဖြစ်လဲဆိုတော့မွိုင်းချဖြစ်လာရင်သူက brace ထဲမှာပေါ့ရေကရောပါလာမယ်အဲ့တော့ရေရောပါလာရင်ဘာဖြစ်လဲဆိုရင်ဒီ brace ရဲ့ boiling point ရောက်လာဆိုလိုတာ brace ရဲ့ boiling point ရောက်သွားတယ်ဆိုတာက brace ကနည်းနည်းဟိုမှာ brace မှာတို့ဟို brace မျိုးစားတွေအဆင့်တန်းနေဖြစ်ပေါ့လေတော့1 2 3 4 5ပေါ့5တိတော့1နဲ့2ကတော့တိတ်တော့အခုနောက်ပိုင်းမှာဒီကားတွေမှာသုံးတာမရှိတော့ဘူးကားတွေမှာသုံးတာတော့က3ရ4ရ5ရဒါကိုသုံးတာအဲ့တော့ brace မှာ brace ရဲ့ဒီပြောရရင်တော့ဒီ performance တွေထဲမှာအရေးကြီးဆုံး performance ပေါ့အရေးကြီးဆုံး performance ကတော့ဒီကောင်းရဲ့ဘာလဲဆိုရင် boiling point အဲ့တော့ boiling point ညင်လာရင် boiling point ဥပမာကွာဒီမှာ brace စိတ်ပိုင်းတွေဆိုတာအများတန်းလို့အပူရှိတယ်ဟုတ်ကဲ့ပူနေတာအဲ့ဒီပူက brace မှာလည်းလာပူတာပူတဲ့ခါကျရင် brace ကအငွေ့ပြန်လာရင် line ထဲမှာသူကအငွေ့တွေဖြစ်လာဟုတ်အငွေ့တွေများလာရင်လူကနေ brace နင်းလိုက်တယ်ဆိုရင်သူကစီနဲ့အငွေ့နဲ့ဆိုရင်စီအငွေ့ကိုအရင်ဆုံးနင်းမိပြီးတော့မှစီနင်းမိမယ်အဲ့တော့လူက brace နင်းရတာလဲသူကလူရဲ့ဒီခြေထောက်ကလှုပ်ရှားရတဲ့အတိုင်းဒါနည်းနည်းလေးပဲရှိတာဟုတ်ဆိုတော့ခါကျတော့ brace ကအငွေ့ပဲသွားနင်းမိပြီးစီကိုနောက်မှနင်းမိတယ်ဆိုတော့ brace ကမိမှာမဟုတ်တော့မမီးတော့ဘူးအဲ့ဒါမျိုးဖြစ်တာကိုတို့ကဘာလို့ခေါ်လဲဆိုရင် fading လို့ခေါ်တယ်ဒီမှာဘာလဲဆို brace ထဲမှာရေရောပြီးတော့သူ့ရဲ့ boiling point ကြီးရောကျလာတာပေါ့လေအဲ့ဒါကိုတို့က brace ကို fading လို့ခေါ်တယ်အဲ့တော့ဒီ moisture ဝင်လာတဲ့အရာတို့ကလုံးလို့မရဘူးအဲ့ moisture ကိုဖယ်ရှားလို့မရဘူးအဲ့ဒါပေမဲ့လေခိုရင်တော့ဖယ်လို့ရတယ်လေခိုရင်ဒီမှာတို့ကbrace ကိုလေချူတဲ့နီလန်းနဲ့ဖယ်လို့ရတယ်moisture ကိုဖယ်လို့မရအောင် moisture ကသူကဘာလဲဆိုအချိန်ကြာလာတဲ့အမြတဖြည်းဖြည်းနဲ့များလာမှာဟုတ်ကဲ့အဲ့ဒါဖယ်လို့မရအောင်ဖယ်လို့မရတဲ့အတွက်သူက moisture များလာပြီဆိုရင် brace ရဲ့ boiling point ရောက်လာမယ် boiling point ရောက်လာရင် brace ရဲ့ဒီ performance ကရောက်သွားလိမ့်မယ်ဟုတ်တော့ဥမာအရေးပေါ်အချိန်မှာ brace နင်းလိုက်တဲ့ခါမှာ brace ကမမိတာတော့ဖြစ်သွားပြီးရင်လည်း brace ကနေရတာ spongy ပေါ့ spongy ဆိုတာဒီရေမြုပ်ကိုနေရတဲ့အတိုင်းအဲ့လိုဟိုရေမြုပ်ကိုနေရတဲ့တလူကြီးဖြစ်လာအဲ့တော့တို့ကဒါကို brace ကိုသူ့အချိန်တိုင်းတာအတွင်းမှာလဲပြရမယ်အဲဒါပေမဲ့ဒီချိန်တွင်းမှာ brace ကဘယ်လောက်ထိ moisture ကိုစုပ်ယူလဲမစုပ်ယူလဲရတော့မမြင်ဘူးပေါ့မမြင်ရပေမဲ့ဒါကိုတို့ကဒီ maintenance အရာဆိုရင်တော့ဒီလောက်မှလဲရမယ်ဆိုတာမျိုးညွှန်တာတယ်များသောအားဖြင့်သူကကီလို3000နဲ့ကီလို4000ပေါ့ပြောရရင်တော့ကီလို3000ကီလို4000ဆိုတာကကားမောင်းရင်တို့က2နှစ်လောက်ကြာဟုတ်ကဲ့ဆိုတော့2နှစ်ကိုတစ်ချိန်လောက်တော့ဒါ brace ကလဲပြဟုတ်ကဲ့အဲ break ကတော့ brace ကတော့2နှစ်တစ်ချိန်လောက်လဲရင်တော့လုံလောက်ပြီပေါ့နော်ဆရာလဲဖို့လဲရမှာပေါ့လေ mass ပေါ့ mass လဲတဲ့နေမဟုတ်ဘူး mass ဖြစ်တာပေါ့ဒါကတော့လဲရမယ်ဟုတ်ကဲ့ဆရာနောက်တစ်ခုမိကုန်လေးရတယ်နည်းစိတ်ဝင်စားဖို့ကောင်းတယ်ဗောနော်ဆရာဒီ EV ကားတွေမှာတုံးတဲ့ brace နဲ့ Euro Desi diesel ကားတွေမှာတုံးတဲ့ brace ကအတူတူပဲလားဗောဆရာEV ကားတွေမှာအခုနောက်ပိုင်းမှာဒါ EV ပေါ့လေ EV ပေါ့ဒါပေမဲ့ EV လို့ဆိုတာတဲ့တို့ကနောက်ပိုင်းမှာ brace မှာဒီပေါ့electronic ဒီ control တွေပါတယ်ဟုတ်ကဲ့အဲ့တော့ electronic control တွေပါလာတဲ့ဒီ brace တွေမှာကြတော့တချို့လက်ရှိနေပြီးသား brace တွေကသုံးလို့ရတာဆိုရတယ်ဒါပေမဲ့တချို့စိတ်ပိုင်းတွေမှာကြတော့တို့ကဘာဖြစ်ဖို့လို့လဲဆိုရင် viscosity နှိမ့်ဖို့တို့တယ်တို့ကဥမာ dot number တွေကိုကြည့်လိုက်ရင် dot ဟိုမှာ
3ရှိတယ် .4 ရှိတယ် .5 ရှိတယ်ပေါ့ ဟုတ်ကဲ့ တော့ dot number မြင့်လာလေ velocity ကမြင့်လာတယ် ဟုတ် velocity မြင့်လာတယ်ဆိုလိုတာအေးတဲ့အချိန်မှာစီးဆင်းနိုင်မှုနည်းလာတာပေါ့ ဟုတ် အဲ့တော့တို့ကဒီမှာဒီ electronic စိတ်ပိုင်းတွေပါလာတဲ့ဒီ brake တွေမှာကြတော့တို့ကအထဲမှာဒီ C line ပေါက်လေးတွေတေးသေးလေးတွေရှိတယ် ဟုတ်ကဲ့ အဲ့ထဲကိုဖြတ်စီးပြီးတော့သွားပြီးတော့လုံနိုင်ဖို့ကတို့က velocity နှိမ့်ဖို့လိုတယ်ဆိုတဲ့ခါကျတော့ဒါပေမဲ့လိုအပ်ချက်အရတို့က velocity နှိမ့်ရမယ်ပြီးတဲ့ခါကျရင်ဘာဖြစ်ဖို့လိုလဲဆိုရင်တို့က boiling point ရတော့မြင့်ရအဲ့တော့အရင်ပုံမှန်အားဖြင့်ဆိုရင် dot number တွေမြင့်လာလေသူက velocity ကမြင့်လာတယ် boiling point ကမြင့်လာတယ်အဲဒါပေမဲ့လိုအပ်ချက်က boiling point မြင့်ပြီးတော့ velocity နှိမ့်တာကိုလိုချင်တာလိုတဲ့ခါကျတော့နောက်ပိုင်းမှာအခုနောက်ပိုင်းမှာထပ်ပြီးတော့ထွက်လာတယ်ဟိုမှာ .4 LV ပေါ့ LV ဆိုတာ low velocity ဆိုတဲ့ဟာထပ်ထွက်လာအဲ့ဒါတွေကိုတို့ကဒီ EV မှာလည်းသုံးတာပေါ့လေနောက်ပြီးတော့တို့ဒီကားမော်ဒယ်မြင့်နေမှာပါတယ်ဒီ electronic ဒီ brake ကွာတွေပေါ့ control တွေပေါ့အဲ့နေရာတွေမှာသုံးတာဆိုတော့ LV ပေါ့ .4 LV အဲ့တော့သူကဒီ brake ရဲ့ဒီ brake စီရဲ့ performance မှာတို့ကဘာလဲဆိုရင်ရေးကြီးဆုံးကတော့ဒါဒီ boiling point ပေါ့ boiling point နောက်တစ်ခုကတော့ velocity ပေါ့ velocity အဲ့တော့သူကဒီအရင်တော့ကတော့ကားတွေကဒီရိုးရိုးဒီဟိုပါပေါ့လေ brake line တွေသွားတာအဲ့ရိုးရိုး brake line တွေသွားတဲ့ခါကျတော့ velocity ကတော့တိတ်ပြီးတော့ရေးပါတယ်လို့ဟိုမပြောတာသေးဘူးပေါ့ဒါပေမဲ့ဒီမှာဒီ electronic ဒီမှာ control တွေပါလာတဲ့ဒီ brake zone တွေ brake lace ပိုင်းတွေပါလာတဲ့ခါကျတော့ဒီကောင်ကသူကဘာလဲဆိုတော့ boiling point လည်းမြင်ရမယ် velocity ကလည်းနှိမ့်ရမယ်ဆိုတာလိုအပ်လာအဲ့တော့ .4 LV ကိုဟိုဒါနောက်ပိုင်းကျတော့ဒါ .4 LV ဆိုပြီးတော့ထပ်ပြီးတော့ထွက်လာတာရှိပါတယ်အဲ့ဒါကိုသုံးကြတယ်ဟုတ်ကဲ့ဆရာဟုတ်ဒါဆို EV ကားတွေတော့ .4 မှာ LV ဆိုတဲ့အမျိုးအစားဒီတိုင်းပြန်ထွက်လာပါတော့ဆရာဟုတ်တယ်ဟုတ်ကဲ့ပါတော့3သုံးထားတဲ့ကားတွေမှာတော့ .4 ကိုသုံးလို့ရလားပြီးတော့ရောသုံးရောဘယ်လိုကျေးဇူးတွေရှိမလဲပေါ့ဆရာဟောအဲ့ဒါကရပါတယ်ဒီလိုလေးတို့ကအောက်မှာတို့ကဒီလိုစောစောပြောခဲ့တဲ့ silicon base နဲ့ဒီကောင် glycol base ပေါ့ဟုတ်ကဲ့ဆရာအဲ့တော့ silicon base ကသူကဒီ dot number အရပြောရင် .5 ပေါ့ဟုတ်အဲ့တော့ glycol base က .3 နဲ့ .4 အဲနောက်ပိုင်းမှာသူကဒီမှာ glycol base ကိုပဲသူက boiling point ညှိအောင်လုပ်တဲ့ခါကျတော့ .5.1 နဲ့လာတယ်5ကတော့အရင်တည်းကရှိပြီးသားဖြစ်တယ် silicon ဟုတ်ဆိုတော့တို့က .5.1 ရှိတယ် .3 ရှိတယ် .4 ရှိတယ်အဲ့တော့တို့ကဘာဖြစ်လဲဆိုတော့အဲ့တော့ဒီဟိုမှာဟော silicon base နဲ့ဒီမှာ glycol base ကိုရောသုံးလို့တော့မရဘူးဟုတ်ကဲ့ဒါပေမဲ့ဒီကောင်ကိုမင်းဟိုမှာ silicon base ကိုထည့်ထားတဲ့အထက်မှာအဲ့ဒါတွေအကုန်လုံးဖယ်လိုက်တိုင်းရှင်းရေးလုပ်ပြီးသွားရင်ဒီ glycol base ကိုထည့်လို့ရတယ်ဟုတ်ကဲ့ဆရာအဲ့တော့အဲ့လိုမျိုးသုံးလို့ရတယ်ဒါမှမဟုတ်ရင်စောစောလိုမျိုး .3 နဲ့ .4 ရောသုံးလို့ရလဲဆိုတော့သူက glycol base ဖြစ်တဲ့အတွက်ဒီမှာဗာလဲဆို blending လုပ်ရင်ရတယ်လို့တော့ဒါ theory ရပြောတာပေါ့ဒါပေမဲ့တကယ်တော့ရောတော့မသုံးသင့်ဘူးပေါ့တကယ်သုံးမယ်ဆိုရင်ထဲကဟိုဟာတွေကိုဖယ်ထုတ်လိုက်ပေါ့တော့ကျွေးတော့ဖယ်အောင်နော်တော့ဟိုဟာတွေကိုဖယ်ထုတ်လိုက်ပေါ့ဘာလို့ရောသုံးရင်ရလားဆိုရတယ်ဒါပေမဲ့ဒါက theory အရတော့ရတာပေါ့ဟုတ်ကဲ့တကယ်တမ်းလက်တွေ့မှာကျတော့အဲ့လိုဖယ်ထုတ်ပြီးမှသုံးတာတော့ပိုအဆင်ပြေတာပေါ့ပြောကောင်းဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဆရာအဲ့ဒါဆိုကျွန်တော်ဒီ brake seat လဲတဲ့ခါပေါ့နော်ဆရာဒီ brake seat တွေကိုဘယ်လိုကင်တွယ်ရမလဲဆိုတဲ့အချက်လေးတွေရောပြောပြပြလို့ရမလားဆရာ brake seat ကိုဒီ maintenance လုပ်တဲ့အခါမှာနည်းနည်းသိထားမယ်ချက်တွေပေါ့နော်။ဒါပေမဲ့တည်းက brake seat ဘူးပေါ့။ brake seat ဘူးကတော့brake seat ဘူးအများစုကကားပေါ့နော်။ဒဇီးစာအတွက်ပဲ။ဘာဖြစ်လို့လဲဆိုတော့ brake seat ဘူးကိုတော့ဖွင့်ပြီးသွားရင်ဖွင့်ပြီးသွားတဲ့ခါကျရင် brake အပြင်ကလေတွေဝင်လာမယ်လေတွေနဲ့ထိတွေ့မယ်လေတွေကနေပြီး moisture တွေဝင်လာဟုတ်ကဲ့ဆိုတော့အခါကျတော့ brake seat ဘူးကိုအဖုံးလုံအောင်ပိတ်ထားရမယ်ပြီးရင် brake seat ဘူးကိုအဖုံးဖွင့်ပြီးတော့ထားတဲ့ဟာပေါ့ဟုတ်ကဲ့အဖုံးပြန်ပြီးတော့ကွာ
မပိတ်ဘူးပေါ့မပိတ်တဲ့ဒီလို brace မျိုးကိုသုံးတာကမကောင်းပေါ့အထဲမှာသူက moisture တွေဝင်သွားရင်သူ့လိုလိုပဲသူက boil လေးပေါ့ point တွေရောက်လာအဲ့တော့ boil လေး point တွေရောက်လာရင်စောစောလိုမျိုးဒီမှာဘာလဲဆိုရင်ဒီ fading တွေဖြစ်သွားမှာနော်အဲ့တော့ brace ကိုနံပါတ်1သိထားမယ်တစ်ချက်ကတော့အဖုံးဖွင့်ထားတဲ့ brace တွေဘူးတွေက brace ကိုယူပြီးတော့သုံးလို့မရဘူးသုံးတယ်ဟုတ်ကဲ့ဆရာတော့နောက်တစ်ခုက brace ကိုတို့ကကားမှာလှုပ်တဲ့ခါကျရင် brace ကကားရဲ့စီးသားပေါ်ကိုဖိတ်ရင်စီးတွေပါစားတယ်ဟုတ်ကဲ့စားတဲ့ခါကျတော့တို့ကဘာလို့ လဲဆိုတော့ brake maintenance လုပ်တဲ့ခါကျရင်တို့ကရေဘူးအများတန်းဆောင်ထားတယ်ဘေးမှာအစင်းသိရှိရတယ် brake စီကအကြောင်းမျိုးမျိုးကြောင့်တို့ကဥမာကလေချူတာတို့နော်ဒီ brake စီဘူးတွေကိုဒီအပေါ်ဆုံးရဲ့အပေါ်မှာရှိတဲ့ brake စီဘူးတွေကို brake စီဖြည့်တာတို့ဘာလို့လုပ်တဲ့ခါမှာ brake စီတွေပါဖိတ်ကြတာပါညာရှင်ချက်ချင်းဒါရေနဲ့ဆေးရဟုတ်ကဲ့ရေနဲ့ဆေးရရေနဲ့ဆေးဖို့အတွက်ကိုဒါရေဘူးကအများနဲ့ဆောင်းထားနောက်ပြီးတော့သူက brake စီကသူကဒီမျက်လုံးထဲတွေပဲဝင်မျက်လုံးထဲတွေပဲအဲ့လိုဆင်တတ်တယ်ဘယ်လိုအချိန်မှာဆင်တတ်လဲဆိုရင်ဒီလေချူတဲ့အချိန်မှာလေချူတဲ့အခါကျတော့အောက်ကိုငုံလောက်ရတယ်ဟိုမှာအပေါ်ကနေပြီးတော့လူကနေနင်းတယ်အောက်ကလူကလောက်ရတဲ့ခါကျရင်အပေါ်တဲ့လူနဲ့ဟိုမှာရမရငါမှာဟိုတိုင်မကိုင်းမဖြစ်ဖ ೇನೆ သူက brake စီကနောက်ပြီးတော့ဘာဖြစ်လဲဆိုရင်နင်းလိုက်ရင်သူက pressure ရှိတာ pressure ရှိလို့ပန်းထွက်လာပြီးတော့ဟိုမှာမျက်လုံးထဲတွေပဲဝင်သွားတာမျိုးဖြစ်တယ်အဲ့တော့အဲ့လိုမျိုးမှာအကောင်းဆုံးကတော့ဒီမျက်မှန်နဲ့လောက်တာပေါ့လေဒါဆိုရင် brake စီကမျက်လုံးထဲကိုမဝင်နိုင်ဘူးဟုတ်ကဲ့ဒါပေမဲ့အကြောင်းမျိုးကြောင့်ဝင်သွားရင်လည်းသူကအဓိကရေနဲ့ပဲရေနဲ့ဒါကိုမျက်လုံးကိုဆေးရရေများများနဲ့ပေါ့ရေများများနဲ့ဆိုလိုတာကသူက brake စီရဲ့အားကိုလျှော့သွားတာပေါ့လေဟုတ်ကဲ့တော့ရေများများနဲ့ဆေးရမှာပေါ့အဲ့ဒါတွေကတော့ဒါ brake စီကိုကင်တွယ်တဲ့အခါမှာဒါလိုက်နာမဲ့ချက်တွေအဲ့တော့လုံးယုံတွေကဒီကပြည့်အဲ့ဒီ brake လုံးတဲ့အခါကျရင်တော့ရေကိုအများအားအစင်သင့်ထားပေးဖို့လိုတယ်ဘာလို့ဟိုမှာ brake စီကဆေးသားပေါ်ကိုဖိတ်ပြီးတော့ကြာသွားတယ်ဒါမှမဟုတ်လူပေါ်မှာဆင်လာတယ်ဒါမှမဟုတ်မျက်လုံးပေါ့လေဒီအသားရေပေါ်မှာဒီဆင်တာအစားအများအားရေနဲ့ဒါရေတန့်ပေါ့ရေတန့်နဲ့ဒါဆေးရဆေးသားပေါ်မှာဆိုလဲဒါရေနဲ့ဟိုဆေးရဒါကအရေးကြီးတာနောက် brake စီကိုသုံးတဲ့ခါကျရင်ဘူးအဖုံးကိုဖွင့်ထားတဲ့စီဘူးကနေပြီးတော့အသုံးမပြည့်အောင်ပေါ့နော်ဟုတ်ကဲ့ဆရာအဲ့ဒါလေးကဒါလိုက်နာမဲ့ချက်တွေပါတခြားအချက်တွေကတော့ဒါ brake စီတို့ဘာလို့ဆိုတာလဲနီးလောင်တွေ့တဲ့အတွက်ပူတဲ့နေရာမှာမထားဖို့တော့ဒါမျိုးကတော့ဒါလိုက်နာမဲ့ချက်တွေတော့မှာပါဟုတ်ကဲ့ဆရာနောက်တော့ brake စီကတော့ဒါတော့ဟို brake စီဆိုတာအိမ်တွေမှာထားတာအိမ်တွေမှာထားတဲ့အရာမဟုတ်တဲ့အတွက်ဒါတော့ကမသိတော့ဟိုပြောစရာတော့မရှိဘူးပေါ့လေဟိုမှာအိမ်တွေမှာထားရတဲ့အရာမျိုးဆိုရင်တော့ဒါကလေးတွေလက်လန်းမမိတဲ့နေရာထားအောင်ပေါ့ဒါမျိုးဟုတ်ကဲ့ပါဆရာဒါဆိုရင်အဓိကကတော့ဒီအဖုံးဖွင့်လာတဲ့ brake စီပြန်မသုံးဖို့ရမယ် brake စီလဲတဲ့အခါမှာတော့ရေလေးစောင်းလာဖို့လို့ brake ကို maintenance လုပ်တယ်ဆိုရင်တော့ brake စီကလည်းပါလာမှာပဲလေပါလာတဲ့အခါကျတော့တို့ကရေဘူးအများတန်းဘေးမှာရှိဖို့လိုတယ်လူကိုဟိုမှာမျက်လုံးထိတယ်ဒါမှမဟုတ်လည်းအသားရည်ပေါ်မှာထိတယ်ဆိုလည်းရေနဲ့ပဲဒါဟိုညာလေးနဲ့လောင်းပြီးဆေးရဟုတ်ကဲ့ပါဆရာနောက်ကားပေါ်မှာဆင်သွားရင်လည်းဒါဆေးရမှာဟုတ်ကဲ့ဒါကြောင့်ဟုတ်ကဲ့ပါဆရာဟုတ်ဆရာနောက်တစ်ခုတော့ဗောနော်ကျွန်တော်ဒီ brake စီကိုဟိုခုနပြောတော့ကီလို2000သုံးပြီးသွားတဲ့ခါကျရင်ကီလို3000ကီလို3000သုံးပြီးသွားတဲ့ခါကျရင်ကျွန်တော်ကီလို3000သုံးပြီးသွားတဲ့ခါကျရင်ကျွန်တော် brake စီလဲတင်တယ်ဗောနော်အဲ့လိုဟိုကီလိုဘယ်လောက်သုံးထားလဲဆိုတာမသိဘဲနဲ့ရောတခြားဘယ်လိုအချက်တွေနဲ့ brake စီလဲတင်ပြီဆိုတော့သိနိုင်ပြီလဲဆရာbrake ကိုတော့စစ်ဆေးတာဗောနော်စစ်ဆေးတယ်ဆိုတော့ပုံမှန်အားဖြင့်တော့ကီလို3000ပေါ့လေဒါပေမဲ့ကို running လောက်ရတဲ့ condition တွေရှိတာပေါ့ဟိုတော့အောင်ပါကွာဝါချာရမ်းများတဲ့နေရာတွေစွတ်ချအများတဲ့နေရာတွေအဲ့လိုမျိုးသုံးတာတွေရှိတာပေါ့အဲ့တော့တို့က brake စီကိုနံပါတ်1ချက်တို့ကဘာလဲဆိုရင်ဝါချာ test ပေါ့ဟုတ်ဝါချာ test လုပ်တဲ့ခါကျတော့အဲ့ဝါချာ test လုပ်တဲ့တို့ကဒီ tools လေးတွေရှိတယ်ဆိုလိုတာဒီ brake စီတဲ့အဲ့ဒီ tools လေးကနေပြီးတော့
ဒီဟိုဟာလေးကိုထည့်လိုက်တာပေါ့ထည့်လိုက်ပြီးတော့ဒီကနေဖတ်လိုက်တဲ့ခါကျတော့ဒီမှာဒီ brake စီရဲ့ဟိုဟာပေါ့လေတဲမှာပါတဲ့ moisture ရဲ့ရာခိုင်နှုန်းကိုပြတယ်ဟုတ်ကဲ့ဗျာဆိုတော့ moisture ရဲ့ရာခိုင်နှုန်းကိုပြတော့အဲ့ဒီကနေပြီးတော့ဒါလဲသိနေမလဲသိကိုလည်းကြည့်လို့ရတယ်အဲ့ဒါနေရတဲ့ဒီဈေးကွက်ထဲမှာဆိုရင်လောလောကူကူဝယ်လို့တော့ရပါတယ်ဒါနောက်တစ်ခုကတော့သူက brake စီကဘာဖြစ်လဲဆိုရင်သူက pH level ရှိတယ်ဟုတ် brake စီကသူ pH level 7 အထက်ရှိတယ်ဟုတ်ကဲ့7အထက်ရှိတော့ brake စီက3တာများလာတယ်ကြာလာပြီဆိုတာနဲ့ဒီကောင်က brake စီက acid ဓာတ်နည်းနည်းလေးဖြစ်လာဟုတ်အဲ့တော့ acid ဓာတ်နည်းနည်းဖြစ်လာပြီဆိုရင် brake စီကဘာဖြစ်မလဲဆိုရင် brake line ထဲမှာရှိတဲ့ဒီ စီးတွေ rubber စီးတွေကိုစားနိုင်တော့အဲ့ဒီ brake စီကို acid ဓာတ်ဖြစ်တယ်မဖြစ်ဘူးကိုတိုင်းတဲ့တို့ဒီ strict ရှိတယ် strict ဆိုတာတို့ငယ်ငယ်တော့တိုင်းတဲ့ဒီဟိုပါလေ acid လားရေလားဒါမှမဟုတ် alkaline လားတိုင်းတဲ့ဒီ litmus ဟိုပါလေးရှိတယ်လေအဲ့ဒါလေးကိုထည့်လိုက်အရောင်ပြောင်းသွားတယ်ဟုတ်ကဲ့အဲ့တော့အဲ့လိုပဲ brake စီမှာလည်းအဲ့ဒီ test strict တွေရှိတယ်ဒါပေမဲ့ဒီမှာတော့သုံးတာတိတ်ပြီးတော့မရှိလာဘူးတိတ်ပြီးတော့မများဘူးဟုတ်ကဲ့အဲ့တော့အဲ့ရလေးနဲ့ထည့်လိုက်ရင်သူကဒီ acid ဓာတ်ပြောင်းသွားပြီဆိုရင်အရောင်လေးတွေပြောင်းသွားလိမ့်မယ်အဲ့ဆိုရင်တော့ brake စီကလဲတဲ့ဒါမှမဟုတ်ရင်နောက်ထပ်နီလန်းပေါ့နောက်ထပ်နီလန်းကတော့ဒါအလွယ်ပေါ့လေအလွယ်လို့ပြောလို့ရတယ် brake စီကတို့က acid ဓာတ်ပြောင်းသွားပြီဆိုရင်တို့ကဥပမာ battery ပေါ့ battery ဆိုတာပဲ acid ပါတယ်လေဟုတ်ကဲ့ဆရာ acid ပါတော့အဲ့မှာအဲ့လိုမျိုးဟိုတိုင်းတဲ့ခါကျရင်တို့က brake စီကို brake စီနဲ့เนาะဒီ brake စီနဲ့တို့ကကားရဲ့ body နဲ့ဟိုတို့ကဒီဘိုးရိတ်တိုင်းတာဒါကတော့ဟိုဒီတိတိကျကျကြီးမဟုတ်ဘူးဒါပေမဲ့ဒါကို reference အနေနဲ့ပြောတာပေါ့ဟုတ်တော့မီတာလေးကိုယူလိုက်တယ်မီတာလေးကိုယူတော့ brake စီထဲမှာဒီအပေါင်းမဟုတ်ပေါ့နော်အပေါင်း prop ပေါ့အနီအောင် prop ကိုထည့်လိုက်အနက်လေးကတော့ battery ရဲ့အနှုတ်ကောင်းဒါမှမဟုတ်ရင်လည်းအပေါ်ဆုံးပေါ့ brake အပေါ်ဆုံးရဲ့ body မှာထောက်လိုက်တယ်ဆိုရင်သူက 0.3 volt နဲ့နေရ0.30 တဲ့များလာပြီဆိုရင်သူကဒါ brake စီကဒါ acid ဓာတ်ဘက်ကိုရောက်လာပြီလို့ဒါအကြမ်းများဖြစ်ပြောလို့ရတယ်ဒါဆိုရင်လဲရဒါကတော့အလွယ်ကူဆုံးစစ်စစ်တဲ့နည်းလမ်းပေါ့နောက်တစ်ခုကမျက်မြင်ပေါ့လေကြည့်တဲ့ခါကျရင်ဥပမာ brake စီတွေကမဲလာမယ်အယောင်တွေမဲလာမယ်ဆိုတာကဒီ brake စီ line ထဲမှာရှိတဲ့ rubber စီးလေးတွေကစားလာတဲ့ခါကျရင်အမုံတွေကဒါဒီ rubber စီးတွေကအမဲရောင်လေအဲ့တော့အဲ့ဒီအမုံလေးတွေစားလာပြီးတော့ brake စီနဲ့လာရောလာပြီးတော့ brake စီကအယောင်ကနည်းနည်းမဲလာတာပေါ့အဲ့ဒါမျိုးဆိုလဲဒါလဲဖို့တင်တာပေါ့အဲ့ဒါမျိုးမဲလာပြီဆိုရင်သူကဒီမှာ brake စီတွေမဟုတ်ပဲတဲ့ brake စီးတွေကိုလည်းနည်းနည်းကြည့်ဖို့တော့လိုလာတာပေါ့ဟုတ်ကဲ့ဆရာအဓိကအဖြစ်သူ့ကိုကြည့်မယ်ဆိုရင်တို့က moisture test ပေါ့ moisture test ကိုဆန်းရမယ် moisture များလာပြီဆိုရင်ဒါဘာလို့ဆို brake ကမိလာဆိုရင်မိလိုက်မှာပုံမှန်အဖြစ်တော့မိလိုက်မယ်တကယ်ရေးပေါ်နင်းလာတဲ့ခါကျရင်ဒီထဲမှာတော့ဥမာ brake ကိုနင်းမှများလာတယ်အကျဉ်ရည်အတွက်များလာလို့အပူချိန်များလာပြီဆိုတော့သူက boiling ဖြစ်လာမယ် boiling ဖြစ်လာရင် line ထဲမှာအငွေ့တွေနဲ့ဒါကို brake က fading ဖြစ်လာနိုင်တာပေါ့လေဟုတ်ကဲ့ဆရာဆိုတော့အဲ့ဒါကို moisture test လုပ်တယ်ပြီးတဲ့ခါကျရင်သူ့ကို acid ဖြစ်တဲ့ test ပေါ့ဟုတ် acid ဖြစ်တဲ့ဒီလို test strip လေးရှိတယ်အဲ့ဒါနဲ့ဆန်းတာပေါ့ဟုတ်အဲ့ဒါလေးနဲ့ဆန်းကြည့်ဒါမှမဟုတ်ရင်ဘိုးရိတ်တိုင်းတာပေါ့ဆိုတော့အဲ့လိုမျိုးပဲဒီ brake စီထဲမှာအပေါင်းဟိုပါပေါ့လေဒါဟိုပါပေါ့ဘာလဲဆိုရင် prop ကိုထည့်တယ်brake စီကားရဲ့ body ပေါ့ battery ရဲ့ minus ဆာမို့လဲဒီအပေါ်ဆုံးရဲ့ body ပေါ်မှာအနှုတ်ပေါ့လေအနှုတ် prop ကိုထောက်ပြီးတော့အဲ့ဒါကိုပို့တိုင်းလိုက်တာဟုတ်ကဲ့ဆရာဒီနည်းကတော့တို့က reference ပေါ့ဟုတ်ကဲ့ဆရာဟုတ် reference ပေါ့အတိအကျကြီးတော့မဟုတ်ဘူးနော်ဆရာအဲ့လိုမျိုးတိုင်းလို့ရတယ်ဟုတ်ကဲ့ပါဆရာဒီချက်လေးကတော့စိတ်ဝင်စားဖို့တော့ကောင်းပါတယ်ဆရာဟုတ်တယ်ဒီမှာအဲ့လိုဟိုလေ acid ဖြစ်မဖြစ်ကို test လုပ်တာတော်တော်များများမှာသိမမြင်အောင်ဟုတ်မတွေ့အောင်ဟုတ်ကဲ့ပါဆရာဟုတ်အဲ့ဆိုရင်ဒီနေ့ဒီနေ့
ရှိုးလေးရနေပြီးတော့နော်ဆရာဒီတီးတိုက်တဲ့အကြောင်းအရာလေးတော်တော်များလေးတီးခဲ့ရပါတယ်ဆရာအဲ့တော့လည်းကျေးဇူးအများကြီးတင်ပါတယ်ဆရာ NIBK Brace ကိုနိုင်ငံကဆိုင်ယူများဖြစ်တဲ့ FIVSS, SAE, ISO ဆိုင်ယူများနဲ့အညီထုတ်လုပ်ထားပါတယ်ဂျပန်နည်းပညာနဲ့ထုတ်လုပ်ထားပြီးတော့မှအော်တိုကားများတင်တာမှာကမညွန်ကားများတင်မှာ Brace, Class နှစ်မျိုးလုံးကိုတပူးထဲနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်Passenger car လုပ်ငန်းသုံးကားနဲ့မော်တော်ဆိုင်ကယ်များတင်လည်းစိတ်ချစွာအသုံးပြုနိုင်မှာဖြစ်ပြီးတော့မှ NIBK.4 Brace ကိုတော်တူးအသုံးပြုထားသောကားများတင်လည်းစိတ်ချယုံကြည်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်ခင်ဗျာ